Chelsea တင်းရဲ့နီးပြတစ်ဖြစ်တဲ့ Rossinia တယောက်လာမဲ့ယာဒီကုံတဲ့အချိန်မှာချန်ပီယံလိဝင်ခွင့်တနေရာမရဘူးဆိုလို့ရှိရင်အသင်းရနေထွက်ခွာသွားနိုင်ပွဲရှိတယ်။ဒါတော့မှသူနှစ်ရှည်ကာလစာချုပ်ချုပ်တာနော်။9နှစ်ခွဲစာချုပ်2031မှာသူရဲ့စာချုပ်တက်တန်းကုံဆုံးမှာဒါပေမဲ့လည်းစာချုပ်ပါအချက်လက်တွေအရဒီယာဒီသိမ်းတဲ့အခါကျလို့ရှိရင် Chelsea တင်းချန်ပီယံလိဝင်ခွင့်တနေရာဒါမရခဲ့ဘူးဆိုလို့ရှိရင်သူ့ကိုအသင်းကနေထုတ်ဖယ်သွားနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်တီးသလောက်လေးကိုပရိသတ်ကြီးနဲ့တူဒါဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ကျော် Rossinia ကကျော်ဒီယာဒီမှဒီဆောင်ဒီအပြောင်းရွှေ့ကြတော့မှဒါအန်ဇိုမာစကာကိုထုတ်ပယ်လိုက်ပြီးတော့ Liam Rossinia ကို Stratford အသင်းကနေပြီးတော့ Chelsea တို့ကခေါ်ထားတဲ့အချိန်ကနေစပြီးတော့အခုအချိန်ထိသူ့ရဲ့ရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါတော်တော်ကိုမဆိုးတဲ့အထဲမှာပါတယ်ရလက်ကောင်းတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်ရလက်ကောင်းတယ်စုစုပေါင်းတိုတယ်ပြိုင်ပွဲစုံ12ပွဲကစားတဲ့အချိန်မှာကျော်10ပွဲနိုင်ပွဲရယူပေးထားတယ်2ပွဲတည်ကြထားတယ်2ပွဲအရှုံးရလက်ကြုံထားတယ်ရှုံးရလက်ကြုံထားတဲ့2ပွဲကလည်းကျော်ဒီ EFL Cup Semi Final မှာ Arsenal ကို2ကြော့ရှုံးထားတယ်တည်ကြထားတဲ့2ပွဲကကြောက်ဒီနောက်ဆုံးကစားခဲ့တဲ့ဘန်လီနဲ့ပွဲရဲ့ဒါ Leeds United ရဲ့ပွဲဒီ2ပွဲတည်ကြထားတယ်ပေါ့ရလက်ပိုင်းရကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းအတွက်ကတော့အရန်ကြီးစိုးတဲ့ရလက်မျိုးမဟုတ်ဘူးလက်ခံပေးလို့ရနိုင်တဲ့ရလက်မျိုးပဲဒါပေမဲ့ Chelsea အသင်းဘက်ကကျွန်တော်တို့ဒီ Liam Rossinia ကိုကျုပ်ဒီစာချုပ်ချုပ်တဲ့အချိန်မှာသူ့ရဲ့စာချုပ်တက်တန်း9နှစ်ခွဲရှိတဲ့စာချုပ်တက်တန်း2031မှာသူက Chelsea အသင်းနဲ့စာချုပ်တက်တန်းကုန်ဆုံးလိမ့်မယ်ဒါပေမဲ့စာချုပ်ထဲမှာသူတို့ထည့်ပြီးတော့ချုပ်ထားတဲ့အချက်လက်တွေကလည်းရှိသေးတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Liam Rossinia တယောက်ဒီယာဒီသိမ်းတဲ့ခါကြာလို့ရှိရင် Champions League ဝင်ခွင့်တနေရာကိုမဖြစ်မနေရပေးရမယ်ဒီ Premier League ဒီ title စုကိုမရလဲပြဿနာမရှိဘူးဒါပေမဲ့ Champions League ဝင်ခွင့်တော့ရအောင်လုပ်ပေးရမယ်ဆိုတဲ့အချက်တကဒါသူတို့စာချုပ်ချုပ်တဲ့အထဲမှာဒါအပါဝင်ဖြစ်တယ်တကယ် Chelsea အသင်းကသာကျုပ်ဒီယာဒီကုံတဲ့ခါကြလို့ရှိရင်ကျုပ်ဒီ Champions League ဝင်ခွင့်တနေရာမရခဲ့ဘူးဆိုလို့ရှိရင် Rossinia တယောက်ဘလို့ဖြစ်မလဲပေါ့ကျုပ် Chelsea အသင်းကနေထုတ်ခံရနိုင်ခြေရှိလားဆိုလို့ရှိရင်ကျုပ်တေချာလေးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့ထုတ်ခံရနိုင်ခြေရှိတယ်ဗျယာဒီကုံ Chelsea တင်း Champions League ဝင်ခွင့်တနေရာမရဘူးဆိုလို့ရှိရင်တော့ထုတ်ခံရနိုင်ခြေရှိတယ်ဘာလို့ထုတ်ခံရနိုင်ခြေရှိလဲလို့ပြောရတာလဲဆိုလို့ရှိရင် Rossinia ကအခုလက်ရှိကျုပ်လန်ဒန်မှာနေတာတောင်မှသူ့ရဲ့အဖွဲ့ဝင်တွေနဲ့ဒါအိမ်ဝယ်ပြီးတော့နေတာမျိုးမဟုတ်ဘူးအခုအချိန်ထိဒါဟိုတယ်မှာပဲသူတို့ငှားပြီးတော့နေတာဖြစ်တယ်9နှစ်ခွဲစာချုပ်တက်တန်းရှိတဲ့နီးပြတယောက်ဗျာတကယ်သူသာတေချာနေပြီဆိုလို့ရှိရင်တော့ဒါအိမ်တွေပါဝယ်တာတို့ငှားတာတို့ခုအဲ့လိုမျိုးလုပ်ပြီးတော့နေမှာပေါ့ဟိုတယ်မှာနေတဲ့ဆိုတဲ့ကိုကသူယာဒီကုံတဲ့အခါမှာသူ့ရဲ့အခြေအနေကိုစောင့်ကြည့်ရမှာပေါ့သူကိုယ်တိုင်လည်းသူ့ကိုယ်သူမတိမကြဖြစ်နေတာလည်းပါကောင်းပါလိမ့်မယ်အဲ့လိုမျိုးအချက်တွေကိုကြည်ချင်းအပြင် Rossinia ကကျုပ်ယာဒီကုံမှာချန်ပီယံလိဝင်ခွင့်တနေရာမရခဲ့လို့ရှိရင်ကျုပ်အသင်းကနေထွက်ခွာသွားနိုင်ပွဲရှိတယ်ဆိုတဲ့အချက်ကကျုပ်ဖြစ်နိုင်ခြေရှိပါတယ်ပြီးလို့ရှိရင်ဗျာကျုပ်ဒီအန်ဆိုမာစကာလိုနီးပြမျိုးဗျာပြီးခဲ့တဲ့ယာဒီတုန်းကဆိုလို့ရှိရင်ချန်ပီယံလိဝင်ခွင့်ရအောင်လုပ်ပေးထားတယ်ပြီးလို့ရှိရင် Conference League မှာလည်းဖလားရအောင်လုပ်ပေးထားတယ်အဲ့ဒါအပြင်ကိုမှကျုပ် Club World Cup မှာပါကျွန်တော်တို့ဒီ Final ဆင့်မှာ PSG လိုအသင်းမျိုးကိုဒါချန်ပီယံလိရထားတဲ့အသင်းမျိုးကိုအနိုင်ယူပြီးတော့ကျွန်တော်ဒီ Club World Cup ဆိုတဲ့ဖလားကြီးကိုအရယူပေးခဲ့တဲ့ကျွန်တော်နီးပြတယောက်ကိုတောင် Chelsea အသင်းဘက်ကကျုပ်ဒီပြီးခဲ့တဲ့ဒီယာဒီတုန်းကရလက်နည်းနည်းလေးဆိုးရွားသွားတာနဲ့ချက်ချင်းတန်းပြီးတော့ဘာမှမစင်စားဘဲနဲ့ထုတ်ပယ်လိုက်တယ်အခုအသင်းပိုင်ရှင်တစ်တွေလက်ထက်မှာ Chelsea အသင်းဒါသူတို့အသုံးပြုနေတဲ့မူဝါဒပဲပေါ့သူတို့ဒီနီးပြကိုမကြိုက်ဘူးသူတို့လိုချင်တဲ့အတိုင်းမရဘူးဆိုလို့ရှိရင်ဘာမှစဉ်းစားမနေဘူးဘလောက်ကောင်းတဲ့နီးပြပဲဖြစ်ဖြစ် Chelsea ကဂျောင်းပဲဒါအခုလက်ရှိဒါ Chelsea အသင်းလုံနေတဲ့ပုံစံဒါအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့မာစကာလိုနီးပြမျိုးစူဖလားတွေအများကြီးယူပေးထားတဲ့နီးပြမျိုးကိုတော့ဘာမှမစင်စားပဲထုတ်ပယ်တားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Liam Rossinia တယောက်ဒီယာဒီဘာမှကြီးမအောင်မြင်မှုတစ်ခုမလုပ်ပြနိုင်ဘူးဆိုလို့ရှိရင်တော့တေချာတယ်သူလည်းဒီယာဒီကုန်းမှာအရန်ကြီးတေချာမဲ့အဲမှာမပါဘူးစာချုပ်9နှစ်ခွဲပဲဖြစ်ဖြစ်10နှစ်ပဲဖြစ်ဖြစ် Chelsea တို့ကထုတ်ချင်လို့ရှိရင်ချက်ချင်းထုတ်တဲ့ဒါပုံစံမှာရှိတယ်ဗျာဒီအခုလက်ရှိ Blue Gold တွေကအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့နည်းနည်းလေးကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့နည်းနည်းလေးတော့အချိန်ထပ်ပေးတင်နေဗျာကျွန်တော်အခု Chelsea fan တွေကျွန်တော်ပရိသတ်တွေဘက်က Rossinia ပေါ်နည်းနည်းလေးယုံကြည်စပြုတ်လာပြီဗျာတဖြည်းဖြည်းနဲ့သူလည်းသူယုံကြည်မှုရလာအောင်တဖြည်းဖြည်းနဲ့စူးစမ်းနေတယ်သူလှုပ်ပြနေတယ်ဗျာရလက်ရကြည့်မယ်ဆိုလို့ရှိရင်တော့လုံးဝကြီးဆိုးရွားနေတာမျိုးကျွန်တော်ရှိတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့
ရိုစီနီယာကိုတော့ချက်စီအသင်းမှာနောက်ထပ်100တီလောက်တော့ကျွန်တော်အနေနဲ့ဆက်ပြီးတော့ထိန်းထားစေခြင်းနဲ့ဘာလို့ဆိုအခုသူကင်တွေရတာလဲ100တီလုံးအပြည့်မဟုတ်ဘူးလေယာတီဝက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ယာတီဝက်ဆိုတာကသူ့အတွက်ကျုပ်တော်တော်လေးအချိန်နဲတယ်ပြီးလို့ရှိရင်သူရောက်လာတဲ့အချိန်မှာသူလိုချင်တဲ့ကစားသမားတွေကိုသူမရဘူးအန်ဆိုမာစကာစိတ်ကြိုက်ကစားသမားတွေနဲ့ပဲသူတုံးနေရတယ်လာမယ့်ယာတီကြတော့မှသူလိုချင်တဲ့ကစားသမားလေးတွေကိုခေါ်ပေးပြီးတော့သူ့ကို100တီအချိန်ပေးကြည့်အဲ့ဒီအချိန်ကြတော့မှချယ်ဆီတင်းအဆင်မပြေဘူးချန်ပီယံလိဝင်ခွင့်လည်းမရဘူးဘာမှထွန်းထွန်းပေါက်ပေါက်လည်းမဖြစ်ဘူးဆိုလို့ရှိရင်တော့ထုတ်တယ်ဆိုတာမျိုးဆိုလို့ရှိရင်တော့တမျိုးပေါ့လက်ခံတယ်အခုကလည်းသူ့ကိုလည်းအချိန်ကဘယ်လောက်မှမရှိသေးဘူးပြီးလို့ရှိရင်လူစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းသူလိုချင်တဲ့ပုံစံမှာမရှိတာဖြစ်တဲ့ကြောင့်မလို့အခုဆိုလို့ရှိရင်ဗျာဒီကျွန်တော်သူမတုံးချင်ပဲတုံးနေရတဲ့ကစားသမားတွေရှိရဗျာတိုစင်တို့ပြီးလို့ရှိရင်ကျွန်တော်ဗဒီယာရှိတို့ဒီကစားသမားတွေဆိုမဖြစ်မနေတုံးနေရတာဗျာလူမရှိလို့ဒါကျွန်တော်ချာလိုဘာတို့ဖိုဖာနာတို့နာလို့ရှိရင်ဒါမဖြစ်မနေမို့လို့ဒါတုံးနေရတာသူ့အနေနဲ့ဒါမတုံးချင်ဘူးဒါပေမဲ့လည်းဒါအန်ဆိုမာစကာခေါ်ဝယ်ထားတဲ့လူတွေဖြစ်တဲ့ကြောင့်မလို့သူလည်းဘာမှမတတ်နိုင်ပဲအဆင်ပြေပြေနဲ့ကောင်းကောင်းမွန်တုံးပေးနေရတာပဲဖြစ်တယ်အားကြောင့်မလို့နောက်လာမဲ့ယာဒီမှာဆိုလို့ရှိရင်တော့သူ့ကိုအချိန်တစ်ခုပေးပြီးတော့ဘာကိုတို့လိုကစားသမားမျိုးသူ့ရဲ့တပည့်ရင်းဖြစ်တဲ့ဘာကိုတို့လိုကစားသမားမျိုးတို့ကိုခေါ်ပေးတာတို့ပြီးလို့ရှိရင်တိုက်စစ်ပိုင်းပြောင်းလဲ defensive အပြောင်းလဲလောက်တာလေးလောက်ပြီးတော့ရိုစီနီယာကိုအချိန်လေးတစ်ခုတော့ထပ်ပေးတင်တယ်လို့ကျွန်တော်ထင်ပါတယ်ပြည်သက်တွေမြန်မာဆိုလို့ရှိရင်ရောရိုစီနီယာကိုဒီချန်ပီယံလိဝင်ခွင့်ဒီယာဒီမရတဲ့ခါကြလို့ရှိရင်ချက်စီအသင်းထုတ်ပယ်တင်လာဒါမှမဟုတ်ကျွန်တော်ပြောလို့ပဲနောက်100တီလောက်ထပ်ပြီးတော့အချိန်ပေးတင်တယ်လို့ထင်လားပြည်သက်ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသားကြပါအောင်ချက်စီအသင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်းမို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးထိဝင်ရောက်ချူပေးကြတဲ့ပြည်သက်တယောက်ရှင်တန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ